စိတ်အနှောက်အယှက်တွေကြောင့်ညှင်းငွေ့နေပြီလားထိန်းချုပ်လိုက်ပါစိတ်အနှောက်အယှက်တွေကကျွန်တော်တို့ကိုနေ့စဉ်လမ်းကြောင်းလွဲစေတယ်ကိုစီကန်းရှိအောင်လေ့ကျင့်ပြီးကိုယ့်ရဲ့အလားအလာအပြည့်အဝကိုဖော်ထုတ်နိုင်မယ်လို့မြင်အောင်ကြည့်ပါစလိုက်ကြရအောင်ဘာကြောင့်ကိုစီကန်းရှိဖို့အရေးကြီးတာလဲစိတ်အနှောက်အယှက်တွေကနေရာတိုင်းမှာရှိတယ်ဒါပေမဲ့ကိုစီကန်းရှိတာဟာပြည့်စုံဖို့အတွက်မဟုတ်ဘူးရေတိုပျော်ရွှင်မှုကိုကြော်ပြီးရေရှည်အောင်မြင်မှုကိုရွေးချယ်ဖို့ပဲတင်းရဲ့အတွင်းရန်သူတွေကိုတိုက်ခိုက်ပါပြင်းရည်ခြင်းနဲ့ကြောက်ရွံ့ခြင်းကနောက်မှလို့တီးတိုးပြောနေလိမ့်မယ်ဒါပေမဲ့အခုလို့ပြောဖို့အာနာကတင်းလက်ထဲမှာရှိတယ်ခြေလန်းတေးလေးတွေနဲ့ရလက်ကြီးမားတွေရယူပါအရေးပါတဲ့ပန်းတိုင်တွေကိုချမှတ်ပါပုံမှန်လှုပ်ရိုးလှုပ်ဆင်ဆိုတာထောင်ချောက်တစ်ခုမဟုတ်ဘူးဒါဟာမင်းရဲ့အိမ်မက်စီကိုတက်လန်းနိုင်တဲ့လှေကားတစ်ခုပဲလက်ရှိအချိန်ကိုရှင်တန်ပါစိတ်ကိုထိန်းချုပ်တာကမဟုတ်ပါဘာတွေဖြစ်နေလဲဆိုတာထက်ဘာလုပ်နေလဲဆိုတာကိုအာရုံစိုက်ဖို့လေ့ကျင့်တာပါအောင်ပွဲတိုင်းဟာအရေးပါတယ်အောင်မြင်မှုအသေးလေးတွေကိုချီးကျူးပါဒါတွေကတင်တိုးတက်နေတယ်ဆိုတဲ့အထောက်ထားပါကဲမင်းရဲ့ခီးဆက်လိုက်တော့မင်းမှာလက်နက်ကရိယာတွေရှိတယ်ဒီနေ့မှာမင်းကတိကဝတ်ပြုမဲ့ပန်းတိုင်တစ်ခုကပါလဲအောက်မှာဝေမျှပါအတူတူရှေ့ဆက်ကြရအောင်